ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ2025ဩဂုတ်လ1ရက်နေ့မှာစတင်ထွက်ရှိခဲ့တဲ့ Redmi 15 စီမြန်မာပြည်ကိုတရားဝင်ရောက်ဖြန့်ဖြူးရောင်းချနေပါပြီ Redmi 15 စီ Razr 128ကို9သိန်းအတိနဲ့ရရှိမှာဖြစ်ပါတယ် Xiaomi Redmi ဖုန်းတွေမှာစိုင်းအာမခံနဲ့ကုမ္ပဏီအာမခံကွာခြားပါတယ်စိုင်းအာမခံဆိုတာမိမိတို့ဝယ်ယူတဲ့ဆိုင်ကဒါလည်းအာမခံပေးတဲ့ brand ဖြစ်ပါတယ်ကုမ္ပဏီအာမခံကတော့ထို့သုံးမဟုတ်ပဲမြန်မာတပြည်လုံး Xiaomi Redmi ဖုန်းစတိုးရှိတဲ့မြည်သည့်နေရာတွင်မဆိုအာမခံသက်တမ်းတစ်နှစ်အတွင်းအချိန်မရွေးတွားရောက်ပြလို့ရပါတယ် Redmi 15 စီ unboxing video ဖြစ်ပါတယ် Redmi 15 စီကို MediaTek ရဲ့ Helio G81 Ultra 12 nanometer SoC ပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။မှန်မြင်အားဖြင့် 6.9 inch အကျယ်ရှိပြီးတော့ 120Hz LCD refresh rate ရရှိမှာဖြစ်ပါတယ်။ 3.5mm နှစ်ချက်ပေါက်ပါရှိပြီးတော့ battery ampere ဆိုရင်လည်း6000မြင့်အကြိုက်သုံး special အားခံမှာဖြစ်ပါတယ်။သူ့ကိုအားပြန်လည်းဖြစ်တွင်းပေးမဲ့ charger ဆိုရင်ဖြင့် 33W quick charge ပါမှာဖြစ်ပြီးတော့သူ့မှာ silicon carbon cover လေးပါရှိမှာဖြစ်ပါတယ်။ပြီးရင် simple လေးတစ်ခုပါမှာဖြစ်ပါတယ်။ warranty ကတော့မိမိစတင်ဝယ်ယူတဲ့အချိန်မှစပြီးတော့တစ်နှစ်အကျုံးဝင်မှာဖြစ်ပြီးတော့ဖုန်းများရောင်းတဲ့မိသည့်ဆိုင်တွေမဆိုဆိုင်ကြီးတွေမှာပဲဖြစ်ဖြစ်သွားရပြပြီးတော့တက်တန်းအာမခံတစ်နှစ်အတွင်းဖြစ်တဲ့အဲ့ဒါကိုကုမ္ပဏီဘက်ကဖြည့်ရှင်းပေးမှာဖြစ်ပါတယ်ဆိုင်အာမခံနဲ့ကုမ္ပဏီအာမခံခွာခြားချက်ကတော့ဆိုင်အာမခံဆိုတာမိမိတို့ဝယ်ယူတဲ့ဆိုင်တစ်ဆိုင်နဲ့ရပဲအာမခံတာဖြစ်ပြီးတော့တခြားဆိုင်တွေမှာအကျုံးမဝင်ပါဘူးကုမ္ပဏီအာမခံဆိုတာမိမိတို့ဝယ်ယူတဲ့ဆိုင်နဲ့မဆိုင်ပဲမိကုမ္ပဏီကအာမခံတာဖြစ်တော့မြန်မာတပြည်လုံးမိစတိုးရှိတဲ့မိသည့်နေရာတွေမှာဆိုတွားရောက်ပြတာအနံလို့ရပါတယ်မိမိဖြစ်တဲ့ error ပဲဖြစ်စေတခုအဆင်မပြေမှုများဖြစ်စေမိယုံကဖြည့်ရှင်းပေးမှာဖြစ်ပါတယ်အဲကြောင့်မို့ဆိုင်အာမခံနဲ့ကုမ္ပဏီအာမခံတော်တော်ကြီးကွာခြားပါတယ် customer များအနေဖြင့်ဆိုင်အာမခံနဲ့ကုမ္ပဏီအာမခံကိုကောင်းစွာနားလည်ခြင်းမရှိပါဘူးကျွန်တော်တို့လည်းအရင်ကတော့ဒီလိုပါပဲဆိုင်အာမခံဆိုတာဆိုင်တစ်ဆိုင်နဲ့ပဲတာဝန်ယူပေးတာပါကုမ္ပဏီအာမခံကတော့အာမခံတက်တန်းကျန်နေသေးမြန်မာနိုင်ငံမြည်သည့်နေရာတွေမဆိုသူတို့အာမခံပေးထားတာဖြစ်ပါတယ်